ထိုင်းရောက်ရွှေမြန်မာတွေကြားမှာရွှေတောင်ဖျားလို့နာမည်ကြီးတဲ့ဝက်ဆက်ကပ်ဖျားအကြောင်းကိုခေါ်သွားပြမှာပဲဖြစ်ပါတယ်ခင်ဗျာနာမည်ကြီးမြတ်ဖျားနဲ့လည်းနေပြီးတွားရလာရလွယ်ကူတဲ့ဖျားတဆူလေးဖြစ်ပါတယ်ခင်ဗျာရွှေတောင်ဖျားဆိုရင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဆိုရင်အရန်နာမည်ကြီးတဲ့ဖျားကူးစုတွေကတဆူအပါဝင်လည်းဖြစ်ပါတယ်ဝက်ဆက်ကပ်ဖျားဆိုရင်အယုဒ္ဓယခေတ်တည်းကတည်ရှိခဲ့တာဖြစ်ပြီးတော့အရင်ကတော့တောင်ကုန်းတစ်ခုမဟုတ်ခဲ့ပါဘူးရာမာတော်ဘုရင်လက်ထက်မှာလက်ရှိနေရာမှာတည်ခဲ့ပါတယ်မြေကြီးရဲ့ကြန့်ခိုင်မှုမရှိတာကြောင့်ပြိုကျပျက်စီးခဲ့ပါတယ်ခင်ဗျနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့အဲ့ဒီစွန့်ပစ်ထားတဲ့နေရာမှာခြုံရွယ်တွေထူထပ်လာပြီးတောင်ကုန်းတစ်ခုဖြစ်လာခဲ့ပါတယ်နောက်ပိုင်းဘုရင်ဆက်ဆက်ပြုပြင်ထိန်းသိမ်းခဲ့ပြီးတဲ့နောက်မှာတော့တောင်ကုန်းတစ်ခုလိုဖြစ်လာခဲ့ပါတယ်ခင်ဗျရာမာငါဘုရင်လက်ထက်မှာတော့လက်ရှိနေရာမှာဝက်ဆက်ကပ်ဘုရားကိုတည်ထားကိုးကွယ်ခဲ့ပါတယ်ဝက်ဆက်ကပ်ဘုရားပုံကကြည့်မယ်ဆိုရင်ဘန်ကောက်မြို့ရဲ့အလှကိုလည်းတဝါကြီးတွေ့မြင်ခံစားနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာဝက်ဆက်ကပ်ဘုရားကိုယထာကားလေးကြိုက်ရနဲ့တွားလို့ရပါတယ်ကျွန်တော်အခုဖော်ပြထားတဲ့ကားနံပါတ်တွေနဲ့လည်းစီးပြီးတွားလို့ရပါတယ်ခင်ဗျာလေးစီးခြင်းတဲ့သူတွေအတွက်တော့ပတွန်နန်းလေးစိမ်းတို့မဟုတ်နီးစပ်ရာလေးစိတ်ကနေလည်းစီးပြီးတွားလို့ရပါတယ်ယထာစီးကျင်တဲ့သူတွေအတွက်တော့ MRT မြောက်ယထာအပြာရောင်လိုင်းကိုစီးပြီးတော့ဆမ်မြော့စတေးရှင်း A1 မှာဆင်းရမှာဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးပါခင်ဗျာ။